ဤလူသားသည်နှစ်ပေါင်း1000တိုင်ထိုနေ့တစ်နေ့တည်းမှာပင်ပိတ်မိနေခဲ့သည်သူပါပဲလှုပ်ဘလို့ပဲစူးစမ်းပါစေနောက်တစ်နေ့သို့ရောက်သည့်နေ့အချိန်မှာမူလအတိုင်းပြန်လည်စတင် reset သွားစမြဲဖြစ်သည်ထို့ကြောင့်နှစ်ပေါင်း1000အတွင်းသူသည်ကျွမ်းကျင်မှုမှန်သမျှကိုအပြည့်အဝတက်မြောက်သွားပြီးလူတိုင်း၏လျှို့ဝှက်ချက်များကိုလည်းသိရှိသွားခဲ့သည်သို့သောထိုအကြောင်းအရာများကိုအမျိုးသမီးတဦးအားသူပြောပြသောအခါသူမကရည်စားစကားပြောရန်ဖန်တီးထားသည့်ပလီပလများဟုသာထင်မှတ်ခဲ့သည်သူမသည်သူမအားလာခေါ်ရန်တငယ်ချင်းဖြစ်သူထံချက်ချင်းပင်ဖုန်းဆက်လို့စိတ်ပေါက်သွားသည်ထိုအခါအမျိုးသားကနောက်9မိနစ်နဲ့13စက္ကန့်အတွင်းမှာမင်းတငယ်ချင်းကဖုန်းဆက်ပြီးမလာနိုင်တော့တဲ့အကြောင်းပြောလိမ့်မယ်ဟုဆိုလိုက်သည်အမျိုးသမီးသည်သူပြောသည်မှာအမှန်တရားဖြစ်မဖြစ်သိနိုင်ရန်အချိန်ဆက်မှတ်လိုက်လေသည်ထိုစဉ်လူမိုက်တတိုက်ရောက်ရှိလာပြီးတယောက်ကအမျိုးသမီးကိုအတင်းခေါ်ဆောင်ရန်ကြိုးစားသည့်အမျိုးသားသည်ရန်စနေသောထိုလူမိုက်ကိုအလွယ်တကူပင်နှိမ်နင်းလိုက်ပြီးကြံလူများကိုပါမောင်းထုတ်လိုက်သည်သို့သောမကြာမီလူမိုက်အုပ်စုများထပ်မံရောက်ရှိလာပြန်သည်အမျိုးသားကသူတို့ကိုလက်ဝါးပေါ်တင်ထားတဲ့ကဲ့သို့ကောင်းကောင်းသိမြင်ပြီးသားဖြစ်သည်သူသည်လူမိုက်ကောင်းဆောင်ထံသို့တထေးသားတဦးအသွင်ဖြင့်ဖုန်းဆက်ကချင်းချောက်လိုက်သည်ထိုကောင်းဆောင်သည်တုန်လှုပ်ချောက်ချားသွားပြီးအမျိုးသားကိုတောင်းပန်ရန်သူ၏တပည့်များကိုချက်ချင်းအမိန့်ပေးလိုက်သည်လူမိုက်များမှာထိုနေရာ၌ပင်ဒူးထောက်တောင်းပန်ကြသဖြင့်အမျိုးသမီးမှာအံ့အားသင့်လွန်၍စကားပင်မဆိုနိုင်တော့ပေထိုအချိန်မှာပင်သူမ၏ဖုန်းမြည်လာသည်တငယ်ချင်းဖြစ်သူကအရေးကြီးကိစ္စပေါ်လာသဖြင့်မလာနိုင်တော့ကြောင်းပြောကြားလာသည်အချိန်ကိုကြည့်လိုက်ရာကွက်တီကိုမိနစ်နှင့်13စက္ကန့်ပင်ဖြစ်နေသည်ထိုအခါမှသာအမျိုးသမီးသည်ထိုအမျိုးသားပြောသမျှကိုယုံကြည်သွားတော့သည်ထိုစဉ်နိုက်ကလပ်ပိုင်ရှင်ရောက်ရှိလာရာအမျိုးသားကသူ၏ဘေးမှအေးအေးဆေးဆေးဖျက်လျှောက်သွားရင်းကားတော်ကိုခိုးယူလိုက်သည်ထို့နောက်သူတို့တဦးသည်ဇိမ်ခံကားကြီးတစ်စီးဖြင့်မောင်းထွက်သွားကြသည်နောက်တစ်နေ့သို့အမြန်ပင်ရောက်ရှိလာသည်အမျိုးသမီးကဘာလို့အချိန်တွေကမူလအတိုင်းပြန်မဖြစ်တော့တာလဲဟုဒေါသတကြီးမေးမြန်းသည်အမျိုးသားသည်လည်းမြင့်တက်သွားရသည်အဘဲကြောင့်ဆိုတော့သူသည်နောက်ဆုံးတွင်အချိန်ဆက်ဝန်းတန်းကုန်းထဲမှလွတ်မြောက်လာခဲ့ပြီဖြစ်သောကြောင့်တည်းလွတ်မြောက်ပြီးနောက်သူပထမဆုံးလှုပ်လိုက်သည့်အချက်မှာမြို့ပေါ်ရှိအချမ်းသာဆုံးအမျိုးသမီးကြီး၏ရုံးခန်းသို့တွားရောက်ခြင်းဖြစ်သည်အမျိုးသမီးကြီးကသူဘယ်သူလဲဟုမေးသောအခါသူကစီးပွားရေးကိစ္စဆွေးနွေးရန်လာခြင်းဖြစ်ကြောင်းပြောသည်သူမ၏အနားတွင်တစ္ဆာဖောက်တဦးရှိနေုံသာမကသူမ၏မိသားစုမှလည်းအန္တရာယ်နှင့်ရင်ဆိုင်နေရကြောင်းအသေးစိတ်သိလိုလျင်သူ့ကိုလက်ထပ်ရမည်ဖြစ်ကြောင်းပြောလိုက်သည်ထိုအခါအမျိုးသမီးကြီးကတနက်ကိုချက်ချင်းထုတ်ကအားလုံးကိုပြောပြရန်ချင်းချောက်တော့သည်သို့သောနောက်တစ်စက္ကန့်တွင်အမျိုးသားကသူမ၏တနက်ကြည်အိမ်ကိုအေးဆေးစွာပင်ဖြုတ်ယူလိုက်သည်သူမမှာအံ့အားသင့်ကစွန့်သွားရသည်အမျိုးသားကကြည်အိမ်ကိုဂုံယူစွာဖြင့်ပြန်တက်ပေးလိုက်ပြီးသူမ၏လျှို့ဝှက်ချက်အားလုံးကိုဖွင့်ချလိုက်ရာသူမမှာတုန်လှုပ်သွားပြီးဘာမှမလုပ်နိုင်တော့ပေထိုစဉ်အတွင်းသူမ၏လက်ထောက်ကလက်မှတ်ထိုးရန်စာရွက်စာတမ်းများနှင့်အတူဝင်လာသည့်အမျိုးသားကထိုလက်ထောက်ကိုစပွဲပေါ်သို့ဖိချလိုက်ပြီးဘာကြောင့်တစ္ဆာဖောက်ရသနည်းဟုစစ်မေးတော့သည့်လက်ထောက်ကပထမတွင်ညင်းဆိုတော်လဲအမျိုးသားကသူ၏လျှို့ဝှက်ချက်များကိုဖော်ထုတ်လိုက်သောအခါမြေကြီးပေါ်တွင်ဒူးထောက်ကခွင့်လွှတ်ရန်အသနားခံတော်သည်ထိုအချိန်တွင်အမျိုးသမီးကြီးသည်အမျိုးသား၏စွမ်းဆောင်ရည်ကိုအပြည့်အဝယုံကြည်လက်ခံသွားပြီးသူ့အားဒေါ်လာ10 သန်းချက်ချင်းလွှဲပေးကလက်ထပ်ရန်ဆုံးဖြတ်လိုက်လေတော့သည်